အတွက်ပေါ့နော်ပိုးရဲပစိုးလေးတွေကိုမမင်းတို့ရဲ့ချွေးကြပင်ရိုးရအိမ်ဆိုင်ကလေးမှာတင်ပေးထားပါပြီရှင့်ကဲပိုးပစိုးလေးတွေဆိုတော့လေပွဲတက်ပေါ့နော်ပွဲတက်ဖြစ်တဲ့အတွက်ပိုးရဲလေးတွေပါပိုးရဲလေးတွေဖြစ်တဲ့အတွက်လူကြီးကိုလက်ဆောင်ပေးမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ပွဲလန်းသပင်လေးရှိလို့ပေါ့နော်ဝစ်ရှင်မှာပိုးရဲပစိုးလေးတွေအစင်တစ်ကလေးတွေကိုမမင်းဒီဗီဒီယိုလေးထဲမှာပြပေးတော့မှာဖြစ်ပါတယ်ရှင့်ကဲအလားဆုံးနေပဲပြပေးတော့မှာမဟုတ်လို့ကြိုက်တယ်ဆိုလို့ရှိရင်ကဲ CV လေးကိုအမြန်ဆုံးလေးလာခဲ့ပြီးဖို့တော့လိုပါမယ်ရှင်ကဲစင်တူလေးတွေလိုအပ်တယ်ဆိုလို့ရှိရင်လည်းမင်းတို့ပိုးရဲလေးတွေကိုစင်တူလေးတွေတင်ပေးထားလို့ကြိုက်တယ်ဆိုလို့ရှိရင် CV လေးကိုအမြန်ဆုံးလေးလာခဲ့ပေးပါရှင်ကဲမင်းတို့ရဲ့ဆိုင်ကလေးကတော့နေပြည်တော်စပူတီမြို့နယ်တွေကရိုးရအိမ်ဆိုတာရွှေချမ်းမရက်ကွက်မှာရှိတဲ့ရိုးရအိမ်ဆိုတဲ့ဆိုင်ကလေးပဲဖြစ်ပါတယ်ရှင်ကဲမမေနံပါတ်1ကလေးစပြပေးမယ်နော်ကဲช็อกโกแลตကာလာလေးကနံပါတ်1ပါရှင်ကဲဂျင်းယိုကာလာလေးကတော့နံပါတ်2ပါရှင်ကဲပွဲထက်အတွက်ကိုလင်းထင်းထွက်ရှင်နေဆိုလို့ရှိရင်ဒီစိမ့်ဝါလေးယူပေးရှင်ကဲနီညိုနဲ့ခဲနဲ့ကိုလေးဆက်ထားတော့အရန်ကိုလာတယ်ပွဲတက်မယ်စီတူလေးလိုချင်တယ်ဆိုလို့ရှိရင်နံပါတ်4လေးယူရှင်ကဲအဖြူနဲ့အပြာလေးနဲ့တန့်ရှင်းထွက်နေကျင်တယ်ဆိုလို့ရှိရင်နံပါတ်5လေးယူရှင်ကဲဘေးတော်မှာပိုကင်တက်ကလေးဆိုတော့လေနံပါတ်6ပါရှင်အရန်လာကဲနံပါတ်7လေးဘလောက်တောင်လာလေတစ်ချက်လောက်ရှိုးရှင်ကဲခဲနဲ့နသားကာလာလေးဆိုလို့ရှိရင်တော့နံပါတ်8ကလေးယူရှင်ကဲဖြူတန်တန်လေးဆိုလို့ရှိရင်တော့နံပါတ်9ကလေးယူရှင်ကဲနုလွင်နေတာကတော့နံပါတ်10ပါရှင်ကဲပွဲတက်ပြလေးလိုချင်တယ်ဆိုလို့ရှိရင်နံပါတ်11လေးယူရှင်ကဲထောက်ဖက်ရောင်လေးကတော့နံပါတ်12ပါရှင်ကဲအပြာတောက်ကလေးဆိုလို့ရှိရင်တော့နံပါတ်13လေးယူရှင်ကဲမိမလေးကြိုက်တယ်ဆိုလို့ရှိရင်14လေးယူပေးရှင်ကဲ15လေးကဘလောက်တောင်နုပြီးတော့လွင်နေလဲတစ်ချက်ရှုကဲ16လေးအရန်ကိုလိုက်နော်ဒီဒီမဲ့ကာလာလေးပါရှင်ကဲခရမ်းတိပုတ်ကလေးကတော့နံပါတ်17ပါရှင်18လေးအရန်ကိုလာပါတယ်ရှင်19လေးဘာမှမပြောတော့ရန်လာကဲအသက်ရှူမအောင်လာတယ်ဆိုတာ20ရှင်ကဲခဲပြလေးဆိုလို့ရှိရင်တော့နံပါတ်21ရှင်ကဲ22လေးကလည်းအရန်ကိုလာပါတယ်ရှင်23လေးလာပါပြီရှင်24လေးပါရှင်ဒေါနာလေးက25ရှင်ကဲဒါလေးကတော့နံပါတ်26ပါရှင်မပြပြသွားတယ်ပွဲတက်ပေါ့နော်ပိုးတယ်လေးကိုချိန်နဲ့တက်လို့ဝယ်ယူပေးရှင်နေဆိုလို့ရှိရင်နော်399443436539535259ခု39ကို Viber ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်အားပေးနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်